င်ကစားဆရာတော်ဖျားကြီးသည်ကျောင်းကုန်းမြို့အနောက်ချောင်းရော်တွင်တရားဟောနေစဉ်မတ္တမာလူမိုက်တို့ကဆရာတော်ဖျားကိုတနက်နှင့်ပြစ်တက်လုပ်ကြံကြ၏တို့ရတွင်ဆရာတော်၏ဖုံးကန်ကြောင့်ဒဏ်ရာမျှပင်မရဘဲအန်ဒီယေမှလွတ်မြောက်ခဲ့၏တပတ်ကျော်ခံကြသောအခါထိုရွာမှတကားများပင်၎င်းတို့၏ရွာသို့တရားဟောကြွပါရန်လာလျှောက်ကြသောအခါဆရာတော်ဖျားကအင်းတကားတို့ဖိတ်၍ကြွခြင်းပါသည်သို့တော်လည်းစကားပုံလေးတစ်ခုပြောပြမည်ဟုမိန့်သည်ယခုပုံပြင်ကိုပြောပြပါတော့သည်ရှေးသရောအခါကရွာတရွာမှာလေလုတ်စားတဲ့တောင်သူလင်မယားနှစ်ယောက်ရှိတဲ့လင်ဖြစ်သူကမနက်မိုးလင်းတာနဲ့လေထဲဆင်းအလုတ်သွားလုပ်လေးရှိတယ်မယားမိုက်ဖြစ်သူကတော့ရွာမှာကိုးကွယ်တဲ့ဘုန်းကြီးတစ်ပါးနဲ့ချစ်ကြိုက်ညှိတယ်နေပါတဲ့နောက်ပိုင်းမှာဘုန်းကြီးကလူထွက်ပြီးလေသမားဇနီးနဲ့ဖောက်ပြန်နေကြပါတယ်လူပြောသူပြောများလာတော့လေသမားလည်းစုံစမ်းဖို့အတွက်ဒီနေ့မှအိမ်ကစောစောထွက်သွားတဲ့အဲ့ဒီအခါလေသမားမိမကထုံးစံအတိုင်းသားချော့သိတယ်လို့နဲ့အိပ်ပါမောင်ကြီးနင့်ထေလဲထွန်ွားအိပ်ပါတော့လားလို့တေးဆိုတဲ့ဘုံကြီးလူထွက်လဲငါသွားဖို့အချိန်ရောက်ပြီဆိုပြီးချက်ချင်းထသွားတဲ့လေသမားကနွားရီကိုတနေရာမှာခဏထားပြီးအိမ်ပြန်သွားတယ်အိမ်ရှေ့ရုပ်တော့ဟဲ့ရှင်မနွားကတော့ထမ်းဖို့ကြိုးရီအိမ်ထဲကျန်နေသလားလို့အော်မိတော့လေသမားမိမလည်းအိမ်ထဲရောက်နေတဲ့ဘုန်းကြီးလူထက်ကိုစင်းအိုးကြီးတစ်လုံးနဲ့ဝင်ပုန်းခိုင်းပြီးစကောနဲ့အုပ်တဲ့။ဒါပေမဲ့ဦးနဲ့လူမဆန့်တော့ခေါင်းတစ်ဝက်လော်ပေါ်နေတဲ့။ဒါနဲ့လေသမားမိမကစကောကိုအလဲကဖောက်ပြီးခေါင်းကိုဆွတ်ထားပေးလိုက်တဲ့။လေသမားအိမ်ထဲရောက်လာတော့ရှင်မဒါကြီးကဘာရုံးလို့မေးတယ်။မိမလုတ်သူကအဲ့ဒါရှင်တီးတီးနေတဲ့မောင်းလီလို့ပြောတော့လေသမားကမောင်းတီးတာနဲ့ထုကြည့်တယ်ဖုန်ကြီးလူထွက်ကနာနာနဲ့ပဲဒူနာနာလို့မောင်းတန်နဲ့တူအောင်အော်ပြတဲ့ဒါနဲ့လေသမားကနွားကတဲ့ထန်းဖိုးကြိုလိုက်ရှာတော့ဖုန်ကြီးလူထွက်လဲအိမ်နောက်ပေါက်အနီထွက်ပြီးသွားရတဲ့နောက်တစ်နေ့ကျတော့လေသမားလဲထွင်သွားတော့လေသမားမိမကအေးပါမောင်ကြီးနေ့အဖေလဲထွင်သွားအိပ်ပါတော့လားလို့ဆိုပြန်ရောခလီချော့တန်ကိုဖုန်ကြီးလူထွက်ကြတော့တမန်တာလာခြင်းပါရဲ့လေမနေ့ကဒူနာဒေးကြောက်လာတယ်လေလို့အဝေးကနေပြန်ဆိုတဲ့တကာတို့ရဲ့ဒီဥပမာလိုပဲဖုန်ကြီးလဲကြွခြင်းပါရဲ့ဒါပေမဲ့မနေ့ကဒူနာဒေးကြောက်လာတယ်လေမလိုက်ပါရစေနဲ့တော့တကာတို့ဟုမိန်ရာတကာများလဲစဉ်းစားတွေးတော့ရေမိုးပြီးပြန်သွားကြလေတော့တည်း